အမှန်တရားကိုပြတ်သားသားနဲ့ရင်ဆိုင်ရတဲ့လူမိုက်တယောက်အနေနဲ့ကျွဲလေးကြိုင်တာဆိုတော့သူ့နှလုံးသားကတော့အဲ့လိုပေါ့ချင်းသေးတကောင်လို့ရဲရဲပြီးတော့ပန်းတော်ကိုနူးညံ့နေမှာ ဒီဇိုးတစ်ထောင်ဆိုတဲ့အတန်ကြားလိုက်တာနဲ့ပါဝင်ကျင်တာပေါ့နော်ဒီဇိုးတစ်ထောင်မှာရိုက်ခွင့်ရခဲ့အောင်လေကျွန်တော်အများကြီးဝမ်းသာတယ် ခက်တာဟိုကိုကကြတော့ကိုပါနေလို့ပြောတယ်ဖြစ်မှာဆိုလို့ဒီဇိုးဆောင်မှာဒီပတ်တူးရောပတ်ဝန်းရောဇိုးထားတာမို့စိုးကြီးလိုက်ဇိုးနေတာ तू ကဇလန်းနဲ့သွားတာ အားလုံးဒီပါဝင်အားဖြည့်ထားတဲ့အားကြီးကအရန်ကောင်းတယ် တချို့ကိစ္စတွေကြတော့ဝင်ကြုံလာရင်ပြန်ထည့်မယ်ငါကိုယ်နဲ့ရောက်လာတော့ငါပြန်လုပ်မယ်ဆိုတော့ဒါစိတ်ဓာတ်တွေရောရှိတာပေါ့နော် ကျွန်တော်သိမပြောချင်ဘူးဒီကားထွက်လာကြည့်လိုက်ပါကျွန်တော်ညီကတော့ဇိုးတောင်ကဘာလဲဆိုတော့ကျွန်တော်မသိသေးတဲ့ဇိုးကိုတင်ပြသွားတယ် ဇိုးထောင်ကြတော့မှကျွန်တော်က character တစ်ခုကိုလုံးခွင့်ရတယ်အဲ့ဒီအတွက်ကျွန်တော်ကအဲ့ဒီအပေါ်မှာတော့တကယ်ကိုကျွန်တော်ဟိုတန်မိုးထားတယ်ကျင်းတတ်တယ် ဗီဒီယိုစကားလို့တော့ဖြစ်လာမှာမဟုတ်ဘူးအဲ့ထက်အစာပေါင်းများစွာပို့ပြီးတော့ကောင်းလာမယ်ပြီးတော့အကျန်းအရန်တွေအမှုရွာတွေရသဆုံတော့ပေးစွမ်းနိုင်ပါမှာ အရန်ချမ်းသာနေရင်ကားဝယ်စီးလိုက်စိုက်ကားစီးမယ်ဆိုရင်အတွေ့ဆောင်တာ ချုပ်ဘာရွှေရှင်တော်တော်များများအများသောအားဖြင့်အဆုံးသတ်သူမှန်းလို့ရတဲ့ကားမျိုးကပြိသက်အတွက်ဒါရိုးအင်နေပြီလို့ကျွန်တော်မြင်တယ်ဒီလိုကားမျိုးကကျတော့ဟိုအဆုံးသတ်တယ်မဟုတ်ဒီစင်းပြီးနောက်တစ်စင်းကဘာဖြစ်မလဲဆိုတော့ဂျုံမှန်းလို့မရဘူးဆိုတဲ့ဇာကားမျိုးဆိုတော့ပြိသက်တော့ကအသေးကြတယ်ဘာပြောတော့ရက်တတိကူပေးမဲ့ကားလို့ ပြောင်းလဲတွေလိုချင်နေတဲ့ခုကာလာမှာအများကြီးပြောင်းလဲထားတဲ့ဒီကားလေးကအပရိသတ်တွေကြည့်ကိုကြည့်တဲ့ကားလို့ထင်တယ် ဇိုးထောင်ကားမှာပါဝင်တဲ့အမှုပညာရှင်တွေအကုန်လုံးကလည်းဒီကားကိုလုံးဝစိတ်ညစ်ပြီးစစ်စီလုံးလုံးနဲ့အကုန်လှုပ်လှုပ်ကြတာဆိုတော့ ကျွန်တော်ပါဝင်ရတဲ့ character ကဒီဇက်ကားတစ်ခုလုံးထဲမှာသူတို့နဲ့မတူတဲ့ character တစ်ခုဖြစ်နေတယ် ဇိုးထောင်part 1တော့ကလည်းတော်တော်ပြိသက်ရဲ့စိတ်ဝင်စားမှုခံရတယ်ဇိုးထောင်နှစ်မှာကျွန်တော်ပါဝင်ခွင့်ရတယ်ဆိုတော့လည်းကျွန်တော်တော်တော်စိတ်လှုပ်ရှားမှုဖြစ်သွားတယ် အခုခေတ်အခုခါမှာအဲ့လိုမျိုး action drama တွေကိုဒီလိုမျိုးကောင်းကောင်းမွန်မွန်နဲ့ရိုက်ချက်ကောင်းကောင်းနဲ့ဘယ်လို budget နဲ့အဲ့လိုမျိုးရိုက်တယ်ဆိုတာနည်းနည်းရှားတယ်ပေါ့နော်အဲ့တော့ဒီဇိုးတစ်ထောင်ဆိုတဲ့ကားမှာ action drama ကောင်းကောင်းလေးချပြထားတာဆိုတော့မတူတဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့ခံစားရပါပေါ့ တခြားတော့မသိဘူးနာမည်ကြားနဲ့ရိုက်ချင်တော့ပူရိုက်ခဲ့တဲ့ပုံစံနဲ့မတူဘူးပေါ့နော်အဲ့တော့နာမည်ကြားနဲ့ရိုက်မယ်ဆိုပြီးတော့ဖြစ်စေဘူးလောက်စဉ်းစားလိုက်တဲ့ကောင်းလေးပါ ဇိုးတစ်ထောင်တင်လို့ရှိရင်သူတို့စားတော့သူတို့စားခြင်းနဲ့ထမင်းလုပ်ကိုခွန့်လိုက်ပြီမျိုးချဖို့ပဲကျန်ဝါစာပြီးမျိုးချလိုက်ပါလို့နော် အားလုံးရဲ့စူးစမ်းထားတဲ့အရာကိုဒါလာကြည့်ရင်တော့ပိုသိပါပါ ကြောက်ကြည့်လိုက်တော့ drama ဘိုင်းမှာရောဒီ action ဘိုင်းမှာရောခံစားချက်ဘိုင်းမှာရောအကုန်လုံးဒီပြိသက်နေတဲ့ဒီကောက်ကြည့်တော့အပြေဝရသတစ်ခုပေါ့နော်တန်မိုးရှိနဲ့ဒီစကားကိုပတ်စံပေးပြီးကြည့်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ် အာဒိုးလေးဇိုးထောင်ကအဆက်ကဘယ်တော့ထွက်မှာလဲလုံးမင်းတန်းလိုက်ထားတာအဲ့လိုမေးနေတဲ့ပြိသက်တွေပေါ့ဟိုဇိုးထောင်နှစ်ကိုလာပြီးတော့အားပေးလို့ရပါပြီလို့ ဇိုးတစ်ထောင်ဇာတ်ကားနဲ့ပတ်သက်ပြီးပြောချင်တာကတော့မတူညီတဲ့ဇာတ်ရုပ်မတူညီတဲ့ plot မတူညီတဲ့ရိုက်ချက်လို့ရှိရင်မတူညီတဲ့ရတတွေခံစားခြင်းနဲ့ဆိုလို့ရှိရင်ဇိုးတစ်ထောင်ကိုကြည့်ပါ ကြည့်ရတဲ့ပရိသတ်ကျွန်တော်ကိုစောင့်ကြည့်တဲ့ပရိသတ်မှန်တယ်ဆိုရင်ဒီကားကိုတေချာပေါက်ကြည့်ပါလို့ပြောချင်ပါတယ် ဒီကားထဲမှာပါတဲ့ပါဝင်တဲ့သေယုဆောင်တွေရဲ့သေယုဆောင်မှုတွေကိုအားပေးခြင်းနဲ့ပြိသက်တွေကိုဖြစ်စီကျွန်တော်မှမဟုတ်ပါဘူးအကုန်လုံးရဲ့ပြိသက်တွေအကုန်လုံးကျွန်တော်ဖိတ်ခေါ်ပါတယ် တတ်နိုင်ဆုံးအယိုးသားဆုံးကျွန်တော်တင်ပြထားတယ်စူးစမ်းပြီးတော့လည်းတေချာရိုက်ယူထားတယ်ဒီမှာပါတဲ့ team တစ်ခုလုံးတေချာစူးစမ်းရကြအောင်လို့ဒီကလာကြည့်တာနဲ့တန်မဲ့ကားမျိုးဆိုတော့ကျွန်တော်အာမခံတယ်ပြည်သက်တွေကိုလည်းလာကြည့်ပြီးဖို့ကျွန်တော်ဒီကတောင်းဆိုချင်ပါတယ် ဝူရှူဝါတွေဖြစ်ကုန်မယ်